စစ်ပွဲတွေဟာကိုကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုကတိုက်မှာသူကပြစ်ကိုကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လာသူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရဆိုင်သွားမှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့တုံးနဲ့တူရှင်းတတ်အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေညှော်လင်းတဲ့ငြိမ်းချမ်းရေးဆိုတာရတာဖြစ်တယ်ဘယ်တော့မှရန်ကိုရန်နဲ့တုံလို့မပြောက်ဘူးဆိုတဲ့သဘောတရားနေရပါကြီးဟာအမြဲတမ်းမှန်ကန်ပါတယ်စစ်ပွဲတွေဟာကိုကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုကတိုက်မှာသူကပြစ်ကိုကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လာသူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရဆိုင်သွားမှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့တုံးနဲ့တူရှင်းတတ်အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျှော်လင့်တဲ့ငြိမ်းချမ်းရေးဆိုတာရတာဖြစ်တယ်